မိမိရဲ့ပုံကိုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်မြင့်ချင်ပါသလားဒါဆိုရင်မိမိရောက်ချင်တဲ့နေရာကိုအရင်ရောက်နေပြီဖြစ်တဲ့သူတွေကိုရှာဖွေပြီးသူတို့ရဲ့ကဘာထဲမှာအချိန်ပေးပြီးနေကြည့်ဖို့လိုပါတယ်သူတို့ကိုကူးယူဖို့မဟုတ်ဘဲသူတို့ရဲ့စံနှုန်းတွေပြဿနာတွေကိုတွေးခေါ်ပုံတွေသူတို့အတွက်ဘာတွေကပုံမှန်ဖြစ်တယ်ဆိုတာတွေကိုသတိထားပြီးလေ့လာဖို့ဖြစ်ပါတယ်သူတို့ဘာတွေကိုလက်ခံပြီးဘာတွေကိုလက်မခံဘူးဆိုတာမျိုးသူတို့ရဲ့အာယုံဆိုးဆိုင်မှုနဲ့စ조사အားထုတ်မှုအရေးသွေးတွေကိုလေ့လာရမှာပါဘာလို့လဲဆိုတော့မိမိကိုယ်တိုင်ထက်ပုံမညစ်မှာတဲ့အစစ်မှာလဲပတ်ညူသူတွေနဲ့ပေါင်းတဲ့အခါဖြစ်နိုင်ခြေရှိတာတွေကိုကွဲပြားစွာမြင်လာရတတ်ပါတယ်ကိုယ့်ဘာသာကိုတတိမထားမိပဲကိုယ့်ရဲ့စံနှုန်းတွေကမြင့်တက်လာပါလိမ့်မယ်ဒီတော့ဒီလာထဲမှာမိမိလှုပ်ချင်တဲ့အရာတွေကိုလုပ်နေကြသူတွေရှိတဲ့ပွဲတစ်ခုကိုတက်ရောက်လိုက်ပါမိမိတိဆောက်ချင်တာတွေကိုတိဆောက်ခဲ့သူတဦးရဲ့အထုပတ္တိတစ်ခုကိုဖတ်ရှုလိုက်ပါမိမိရဲ့ရည်မှန်းချက်တွေကတခြားသူတယောက်အတွက်တော့ပုံမှန်အခြေအနေဖြစ်နေတဲ့ online အတိုင်းဝိုင်းဒါမှမဟုတ်လက်တွေ့အတိုင်းဝိုင်းတစ်ခုထဲကိုဝင်ရောက်လိုက်ပါသူတို့ရဲ့ပုံမှန်အခြေအနေကမိမိရဲ့ပုံမှန်အခြေအနေကိုညှစ်တင်ပေးပါလိမ့်မယ်ဒါကမိမိရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အမြင့်မားဆုံးအကျိုးအမြတ်ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲကတစ်ခုဖြစ်ပါတယ်မိမိရဲ့ကဘာထဲမှာအခုချက်ချင်းဘာတွေပို့ပြီးလိုအပ်နေပါသလဲပြီးပြည့်စုံတဲ့ယုံကြည်မှုအပြည့်ရှိတဲ့မိမိအရေးကြီးဆုံးအရာတွေနဲ့ကိုက်ညီတဲ့အနာဂတ်ရဲ့ပုံစံကမိမိစီမှာအရင်ကတည်းကရှိနေပါပြီမိမိရဲ့အုံနောက်ကပုံရိပ်ရောင်ဖန်တီးထားတာနဲ့တကယ်တမ်းကြုံတွေ့ရတာကိုမခွဲခြားတတ်ပါဘူးဒါဆိုရင်အဲ့ဒါကိုဘာလို့မသုံးလဲစိတ်ချရတယ်ဆိုရင်မျက်လုံးတွေကိုမှိတ်ပြီးမိမိရဲ့ယုံကြည်မှုအရှိဆုံးအရေးချင်းရှိဆုံးစစ်မှန်ဆုံးပုံစံကိုစိတ်ကူးကြည့်ပါဟန်ဆောင်မှုမဟုတ်တဲ့တကယ်ပုံစံပါကိုတန်တရားတွေအလုံးပျောက်ကွယ်သွားတဲ့အခါမိမိဖြစ်နေမဲ့သူပါဒီလိုလူတစ်ယောက်ကအခင်းထဲကိုဘလို့ရှောက်ဝင်လာမလဲဘလို့စကားပြောမလဲအခက်ခဲတွေကိုဘလို့ကင်တွယ်ဖြေရှင်းမလဲဆိုရင်ပူပန်မှုမရှိပဲယုံကြည်မှုရှိနဲ့ဘလို့ရွေးချယ်မှုတွေလုပ်မလဲဒီမြင်ကွင်းကိုမျက်စိထဲမှာထင်ထင်ရှားရှားပေါ်လွင်အောင်လုပ်ကြည့်ပါအခုအဲ့ဒီပုံစံထဲကိုဝင်ရောက်လိုက်ပါမျက်စိနဲ့ကြည့်နားနဲ့ကြားဒီအကောင်းဆုံးပုံစံဖြစ်နေရတဲ့ခန်းစားချက်ကိုခန်းစားကြည့်ပါဒီလိုအကောင်းဆုံးပုံစံနဲ့နေပြီးတော့အခုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေတစ်ခုခုကိုစဉ်းစားကြည့်ပါစိုးရိမ်နေရတဲ့စကားပြောဆိုမှုတစ်ခုဒါမှမဟုတ်မိမိမထိုက်တန်ဘူးလို့ထင်နေတဲ့အခွင့်အရေးတစ်ခုလိုမျိုးပေါ့အဲ့ဒါကိုယုံကြည်မှုအပြည့်နဲ့ချင်းကပ်လိုက်ပါဒီအမြင်ကနေဘလို့မြင်လဲဆိုတာသတိထားကြည့်ပါဘယ်နယ်ပယ်ကထိတ်တန်းပညာရှင်တွေမဆိုဒီနီးလန်းကိုပဲအတိအကျအသုံးပြုကြပါတယ်သူတို့ဟာအပြင်ပန်းအောင်မြင်မှုတွေမဖန်တီးခင်မှာအတွင်းစိတ်အောင်မြင်မှုကိုအရင်လေ့ကျင့်ကြပါတယ်ဒီနေ့ကိုစက္ကန့်60လောက်သာကိုယ့်ရဲ့အကောင်းဆုံးပုံစံဖြစ်အောင်လေ့ကျင့်ကြည့်ပါအဲ့ဒီလေ့ကျင့်မှုတွေကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့မူလအခြေအနေဖြစ်လာပါလိမ့်မယ်မိမိရဲ့အကောင်းဆုံးပုံစံဖြစ်တဲ့အခါဘလို့လူမျိုးဖြစ်နေမလဲမိမိတိဆောက်ဖို့စ조사နေတဲ့အလဲအကျင့်တွေဟာစီကားနဲ့သက်ဆိုင်တာမဟုတ်ပဲမိမိဖြစ်လာမဲ့သူနဲ့ပတ်သက်နေရရောဘဝပုံစံပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတွေးခေါ်ဖို့အစွမ်းအထက်ဆုံးနည်းလမ်းကတော့ဒီလိုပါပဲမိမိကမတူညီတဲ့အရာတွေကိုလုပ်ဖို့စ조사နေတာမဟုတ်ပဲမတူညီတဲ့လူတစ်ယောက်ဖြစ်ဖို့စ조사နေတာပါအလေးအကျင့်တိုင်းနေ့စဉ်ရွေးချယ်မှုတိုင်းဟာမိမိဖြစ်လာမဲ့သူအတွက်မဲတမဲဖြစ်ပါတယ်ဒီတော့ဒီနေ့မပြီးခင်မှာဒီအရာနဲ့9မိနစ်လောက်အချိန်ဖြုံးလိုက်ပါ2နှစ်ကြာပြီးတဲ့နောက်မိမိရဲ့ဘဝပုံစံကိုစိတ်ကူးကြည့်ပါကိုယ့်ရဲ့အောင်မြင်မှုတွေကိုမဟုတ်ပဲနေ့စဉ်ကြုံတွေ့ရတဲ့အတွေ့အကြုံမနှက်ခင်နိုးထားတဲ့စွမ်းအင်မိမိအတွက်ပုံမှန်ဖြစ်နေတဲ့ရွေးချယ်မှုဘယ်သူမှမကြည့်တဲ့တိတ်ဆိတ်တဲ့အချိန်တွေမှာမိမိဖြစ်နေတဲ့သူကိုစိတ်ကူးကြည့်ပါအဲ့ဒါကိုထင်ထင်ရှားရှားတီးတက်နဲ့မိမိခန္ဓာကိုယ်ထဲမှာတကယ်ဖြစ်နေတယ်လို့မျိုးခံစားကြည့်ပါအခုကိုမေးကြည့်ပါအဲ့ဒီလူကဒီနေ့ဘာလို့မလဲနောက်မှမဟုတ်ပဲဒီနေ့ပဲဘာလို့မလဲသူတို့ဟာကျမ်းမာရေးအတွက်ရွေးချယ်မှုကောင်းတစ်ခုသူတို့ပြောခဲ့တဲ့အရာတစ်ခုတကယ်အရေးကြီးတာတွေအတွက်အချိန်ပေးတာမျိုးတွေလုပ်ပါလိမ့်မယ်ဒါပဲလေမိမိဖြစ်လာမဲ့သူအတွက်မဲတမေးပဲဒီကရာကိုဘယ်အရာကရေရှည်တည်တတ်အောင်လုပ်ပေးလဲဆိုတော့မိမိကမဟုတ်တဲ့သူတယောက်ဖြစ်ဖို့အတင်းအကျပ်မလုပ်ဆောင်နေလို့ပါမိမိဖြစ်ချင်တဲ့သူဖြစ်လာအောင်ရွေးချယ်မှုတီးတီးလေးတွေစုဆောင်းပြီးဘဝတစ်ခုအဖြစ်ပုံဖော်ခွင့်ပေးနေတာပါရွေးချယ်မှုတိုင်းဟာမဲတမဲပါမိမိဘယ်သူဖြစ်လာမလဲဒီနေ့ပဲမိမိရဲ့မဲကိုပေးလိုက်ပါ